ကြောက်ဖြူမျိုးအနီးမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေလက်နက်ရှအညံ့ခံတာတွေရှိနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ကြောက်ဖြူမျိုးပြင်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်32ရေတပ်ရင်အနီးမှာအာရခတပ်တော် AA နဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီကဒရုန်းတွေစက်တက်လေထီးတွေနဲ့တာမကနေပြည်တွေကပါလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေကိုပြုလုပ်နေတယ်လို့ဒေသရင်းစစ်ရေးသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အခုတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအထိနာနေတဲ့အတွက်ကြောင့်စစ်ကောင်စီကဒရုန်းစက်တက်လေထီးတွေနဲ့တာမကနေပြည်တွေကနေလည်းလက်နက်ကြီးတွေအဆက်မပြတ်ပစ်ခတ်မှုတွေကိုပြုလုပ်နေတယ်လို့ကြောက်ဖြူဒေသခံအမျိုးသားတယောက်ကနရင်းစရာသတင်းဌာနကိုပြောပါတယ်။ကြောက်ဖြူမြို့နယ်အမှတ်32ရေတပ်ရင်အနီးအနားမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတချို့ AAC မှာလက်နက်ရှအလင်းဝင်တာတွေရှိနေတယ်လို့လည်းဆိုပါတယ်။